ဆုတောင်းမှားလို့ဒုက္ခရောက်သွားတဲ့အမျိုးသမီးလေးတယောက်ရဲ့အကြောင်းအရာကိုဒီနေ့ဘုန်းကြီးတို့ဘုရားဘာသာသူတော်စင်တွေဒီတရားလေးနာပြီးတော့တို့ဘာတွေလိုက်နာတဲ့နဲ့ဘာတွေရှောင်တဲ့နဲ့ဆိုတာသိရအောင်လို့ဘုရားဘာသာလူမျိုးဆိုတာဘေးတိုင်ဆုတောင်းတတ်တယ်ဆုမတောင်းဘူးလားဆုတောင်းတယ်တဲ့နောက်တစ်ခုကဆုပေးတယ်တဲ့ဘာပေးတယ်တဲ့ဩဆုတောင်းတယ်ဆုပေးတယ်ဘယ်သူကတောင်းလဲလူရင်တဲ့လူကတောင်းတယ်ဘယ်သူကပေးလဲအဲ့ဒီအကြောခံရတဲ့ပုဂ္ဂိုလ်ကပေးတယ်အဲ့တော့ဒီနေ့ဆုတောင်းဆုယူနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကဘာပေါ်မှာဗုဒ္ဓဘာသာတစ်မျိုးနဲ့ဆုတောင်းဆုယူဟာလောက်တာမဟုတ်ဘူးပရိသတ်အခြားခြားသောခရစ်ယာန်တို့အစ္စလာမ်တို့ဟိန္ဒူတို့ဒီဘာသာတွေဟာလည်းပဲသူတို့ဘာသာလျောက်ဆုတောင်းတယ်တဲ့ဆုယူတယ်တဲ့ခရစ်ယာန်ဘာသာဝင်တယောက်သေသွားရင်ဘုရားကျောင်းတွေကိုအဲ့ဒီအလောင်းကြီးယူသွားတယ်အဲ့ဒီအလောင်းကြီးယူသွားပြီးတော့အဲ့ဒီဘုရားကျောင်းတော်မှာအဲ့ဒီအလောင်းကြီးချပြီးတဲ့အခါကျတော့အဲ့ဒီမှာခရစ်ယာန်သင်းအုပ်ဆရာကြီးတွေအဲ့ဒီဆရာကြီးတွေကဘာလို့လဲပြိဿရဲ့တမန်ကျမ်းစာတွေဖတ်ပြီးတော့ဆုတောင်းပေးတယ်ဘာလို့ပေးလဲသေသွားတဲ့ခရစ်တော်ခေါ်ယူခြင်းခံရတဲ့ဒီပုဂ္ဂိုလ်ရဲ့ဝိညာဉ်ဟာကောင်းကင်ဘုံကိုသွားပါစေဘုရားသခင်နဲ့တွေ့ပါစေဆိုပြီးတော့သူတို့ဒီလိုယူဝါဒဆုတောင်းပေးလိုက်တာတဲ့ဆုတောင်းဝတ်ပြုဝဲဆိုပြီးတော့တခါသတင်းစာထဲမှာပါတဲ့နာရေးကြော်ညာတယ်ဖတ်လို့ရှိရင်ဘယ်အချိန်မှာတော့ဖြင့်ဘယ်အကြောင်းမှာဘယ်ဘုရားရှိခိုးကြောင်းမှာဆုတောင်းဝတ်ပြုပြီးတော့မှဘယ်သုတ်တန်ကိုပို့ဆောင်သိမ်းကြပါမယ်ဆိုပြီးတော့ဒီလိုအခြားခြားဘာသာဝင်တွေမှာလည်းပဲဆုပေးတယ်တဲ့ဆုတောင်းတယ်တဲ့ဒါဗုဒ္ဓဘာသာမှာလည်းမဟုတ်အခြားခြားဘာသာတွေမှာလည်းရှိအဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓသာသနာတော်ဆုတောင်းကနေပြီးတော့ဒီဆုပေးတာဆုတောင်းတာကြည့်မယ်ဆိုရင်ဘေးသားရဲ့ဆုဆိုတာသူများတောင်းပေးလို့မရဘူးတဲ့ဆုဆိုတာသူများတောင်းပေးလို့ရလားမရပါဘူးကိုယ်တိုင်တောင်းယူရမှာဘာလို့ရမှာလဲအဲ့ဒါလေးမှတ်ထားပြီးတတ်တယ်ဆုဆိုတာသူများတောင်းပေးလို့မရဘူးကိုလိုချင်တဲ့ဆုကိုဘယ်သူပဲတောင်းယူရကိုယ်တိုင်ပဲတောင်းယူရမယ်တဲ့အသက်စိတ်ခါကြီးမားတဲ့မိဘတွေဆရာသမားတွေတန်ဃာတော်တွေသတင်းဝါလာကျွတ်တို့ဝါဆိုဦးတို့ဝါဝင်ဝါတွဲဘေးသားရဲ့သွားပြီးတော့အဲ့ဒီတက်ကြီးတဲ့ပုဂ္ဂိုလ်တွေမိဘဆရာသမားတွေကိုမကြော့ဘူးလားကြော့တယ်တဲ့ကြော့တဲ့အခါကျတော့အဲ့ဒီကြော့ခံတဲ့ပုဂ္ဂိုလ်တွေကပေးလိုက်တာဘေးသားဘုံကြီးပါတဲ့တက်ရှိပါသေးအနာကင်းပါသေးအန္တရာယ်တွေကင်းပါသေးနာမျိုး96ပါးကကင်းပါသေးဒီလင်ဒီမရအိုအောင်ပေါင်းရအိုအောင်မင်းအောင်ပေါင်းရပါစေဆုမပေးဘူးလားအဲ့တော့သူတို့ဆုရတတိကြီးပေးတဲ့အခါကျတော့အောက်ကသွားကြောတဲ့သူကဆုပေးလဲဆုံးလဲဆုံးတော့ပရိသတ်ကြီးဘာပြောလဲကဲပေးတဲ့ဆုနဲ့ပြေးပါစေမပြောဘူးလားအဲ့ဒီတော့ပရိသတ်ကြီးဆုဆိုတာအဲ့ဒီလိုပေးလို့မရဘူးဆုဆိုတာအဲ့လိုပေးလို့မရအဲ့ဒါမြင်ဘုရားတပည့်တော်တို့သွားပြီးတော့အမေတို့ဖေတို့တက်ကြီးရွယ်ဝတွေသွားပြီးတော့ကြော့နေတာသူတို့ဘုံကြီးပါသေးတက်ကြီးပါသေးနာကင်းပါသေးကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါသေးအဲ့ဒါဘာလုပ်နေတာတော့ဆိုရင်စုပေးတာမဟုတ်ဘူးပရိသတ်ရဲ့အဲ့ဒါမေတ္တာပို့တာဘာလုပ်တာလဲအဲ့ဒါလေးမှတ်ထားပါအဲ့ဒါစုပေးနေတာမဟုတ်ဘူးအဲ့ဒါမေတ္တာပို့နေတာအဲ့ဒါဘာလုပ်လဲသူပေးတဲ့ဆုနဲ့ तू ကဘုံကြီးပါသေးဆိုတိုင်းဘုံကြီးပါမလားသူအသက်ရှင်ပါသေးပြောတိုင်းကိုအသက်ရှင်ပါမလားဒီလေဒီမရအိုအောင်မင်းအောင်ပေါင်းရပါသေးလို့ပြောတိုင်းဟောဘုရားသားရဲ့အိုအောင်မင်းအောင်ပေါင်းရရဲ့လားမပေါင်းရဘူးလေအသက်ငယ်ငယ်ရွယ်နဲ့မိမသေးသွားတာယောက်ျားသေးသွားတာမရှိဘူးလားစိတ်သဘောထားရင်မတိုင်းဆိုင်လို့ခွာပြဲသွားကြတာကွဲကြခွာကြတာတွေကမရှိဘူးလားအဲ့ဒါဆိုသူဆုတောင်းသူပေးတဲ့ဆုပြည့်ပါမလားမပြည့်ပဲနဲ့ဘာဖြစ်လို့အဲ့တုန်းကပေးတဲ့ဆုနဲ့ပြည့်ပါလေလို့ပြောခဲ့တာတော့လို့ဆိုတော့မသိဘူးထုံးတာအတိုင်းပဲပြောရတာဟဲ့
သူကလည်းပေးနေတာဟိုအရှိကြီးစုကအရှိကြီးပေးနေတော့နားထောင်နေတာအောက်ကနေပြီးတဲ့အခါကျတော့အမတချို့ရှိသေးတယ်ပေးတဲ့စုနဲ့တလုံးတဝကြီးတဲ့ဗါတယ်လည်းပရိသတ်ရဲ့မပြောဘူးလားတော်လောဘကြီးတဲ့ပုဂ္ဂိုလ်တွေပေးတဲ့စုနဲ့ပြည့်ပါသေးတယ်တော်ရောပေးတဲ့စုနဲ့တလုံးတဝကြီးပြည့်ရပါလို့ဤဖေဟာတဲ့အဲ့တော့ပရိသတ်ရဲ့မှတ်ထားပါဒီဥစ္စာကစုပေးတယ်ဆိုတာသူများပေးလို့မရဘူးအဲ့ဒါစုပေးနေတာမဟုတ်ဘူးမေတ္တာပို့ပေးလိုက်တာဘာပို့ပေးလိုက်တာလဲအဲကြောင့်ဆိုတာမှာဗုဒ္ဓဘာသာလူမျိုးမှာသူဟာလွန်တောင်းတာဗုဒ္ဓဘာသာလူမျိုးမှာသူဟာလွန်တောင်းတာဘာသာကြားလဲတောင်းတာပဲသေပွဲကြုံသည့်ခါဘာသာကြားလဲတောင်းတာပဲသေပွဲကြုံသည့်ခါခရစ်ယာန်တယောက်သေသွားတယ်ခရစ်တော်ခယူခြင်းခံရတဲ့ခရစ်တော်မှာအိပ်ပြောတယ်ဘာတွေရေးတာပရိသတ်ဘုရားကြောင့်လည်းယူသွားပြီးတော့ဒီပုဂ္ဂိုလ်ရဲ့ဝိညာဉ်ကောင်းကင်ဘုံကိုသွားပါစေဘုရားသခင်နဲ့တွေ့ပါစေသေတဲ့အခါမှာဝိပုစုတောင်းပွဲတဲ့ခရစ်ယာန်ဘာသာမှာရှိတယ်ဆိုလိုက်ဆုဆိုသည်မှာတောင်းတိုင်းသာဘယ်ခါမပြေပါဆုဆိုသည်မှာတောင်းတိုင်းသာဘယ်ခါမပြေပါသူများတောင်းပေသာလို့ဝေပြည့်ရေမမြင်ပါသူများတောင်းပေသာလို့ဝေပြည့်ရေမမြင်ပါဒီတော့ဘုရားတတ်တဲ့ဆုဆိုတာရော့အင့်လို့ဆိုပြီးတော့ပေးလို့ရတဲ့အရာဝတ္ထုမျိုးမဟုတ်ဘူးတဲ့ဒါဖြင့်ဆုတောင်းတယ်ဆိုတာဘယ်လိုလဲဆုတောင်းတယ်ဆိုတာဘယ်လိုလဲကုသိုလ်ကောင်းမှုလုပ်ပြီးတာနဲ့တရားနာတော်မှာဗုဒ္ဓဘာသာကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတာနဲ့ဘယတာတွေအဲ့ဒီပြုလုပ်တဲ့ကုသိုလ်ရဲ့အကျိုးတရားနှမျိုးမှပါကုသိုလ်နဲ့ကုသိုလ်အကျိုးတရားဘယ်နှမျိုးလဲသင်္ကန်းလူရတာကုသိုလ်အဲ့ဒီသင်္ကန်းလူတဲ့ကုသိုလ်ရဲ့အကျိုးတရားဆိုတာရသလားမရဘူးလားအဲ့ဒီတော့အဲ့ဒီပြုလုပ်ထားတဲ့ကုသိုလ်နဲ့ကုသိုလ်ရဲ့အကျိုးတရားကိုစိတ်နဲ့အာယုံပြုပြီးတော့ဖြစ်စေဓမ္မမို့လို့ရှင်လည်းပဲပိဋကရဲ့နှုတ်ကနေပြီးတော့ရွတ်ဆိုပြီးတော့ဖြစ်စေတဲ့ကိုဖြစ်ခြင်းတာကိုရခြင်းတာရောက်ခြင်းတာကိုတောင်းတယ်ဆိုတဲ့စကားကိုဆုတောင်းတယ်လို့ခေါ်တယ်။ရွှေဘုံဘုရားပေါ်မှာရောက်သွား။အိုးဂျိုကြီးရှစ်ခွင်တော့မရှိဘူးလားဘုရားတိုင်။ခဏကိုနေတင်လာအင်္ဂါဘုဒ္ဓဟူဒီဂျိုရှစ်ခွင်ဒီမှာဘုရားရည်သွားတတ်ပဲကြ။ရည်သွားတတ်ပဲတော့ကိုယ်ဂျိုတိုင်းကိုယ်မွေးနေမှာဗေဒင်ဆရာကဟောလိုက်တဲ့ရည်သက်စီသွားလူတဲ့ရုပ်ွယ်လေးခတ်ပြီးတော့ဘုရားလောင်းတဲ့ရည်နဲ့ပူဇော်တဲ့အခါကျတော့ဘုရားရဲ့အဲ့ဒီမှာစောင့်နေတဲ့ဟိုနိဗ္ဗာန်တော်တကာကြီးကတနင်္ဂနွေသာသမီဧကဲတို့ရေလူရတဲ့အကျိုးကတော့ဂျိုတိကျမကံသမားများလည်းပြောက်ပါစေဘုန်းကြီးဗာဒေနာကမန္တသက်ရှိပါစေအားပေါင်းအားရင်ကောင်းကောင်းနဲ့ဘုရားတိုင်ဘယ်လိုပင်ဆုတွေတောင်းပေးနေပါတော့လည်းပဲရေတပ်ပဲနေတာကကိုဆုတောင်းနေတာကနိဗ္ဗာန်သောလွယ်နေတယ်လွယ်လားမလွယ်ဘူးလားသူဆိုတာသူများတောင်းပေးလို့ရတာလားကိုယ်တိုင်တောင်းရမှာလားအဲ့တော့ဒီမှာဘုရားကြီးကြည့်လိုက်သားမှာသူဆိုတာကိုရှေ့ကတော့မတောင်းဘူးလားတောင်းရတယ်တဲ့ဘယ်သူတွေတောင်းလဲဘုရားလောင်းတော်တို့ထေကြီးထေယာယဟန္တာယောက်ျားယဟန္တာမိန်းမကြီးတွေအက္ခသာဝကမဟာသာဝကကြီးတွေသူတို့လည်းပဲဘုရားတွေဆုတောင်းနေကြတယ်ဘာလို့ခဲ့ကြသလဲဆုတောင်းနေကြတယ်ဘုရားတွေအဲ့တော့ဒီမှာယသောတရားတို့ဓမ္မဒိဋ္ဌာတို့သူတို့လည်းပါရမီဖြည့်ရကာလတွေမှာဘုရားတွေနဲ့တွေ့တဲ့အခါမှာလိုချင်တဲ့ဆုဆိုတာသူတို့လည်းတောင်းမှုတယ်သို့တော့မှတ်ရမှာကဘုရားတိုင်ဆုတောင်းပြီးရင်တောင်းတဲ့ဆုနဲ့တန်အောင်ဆုတောင်းပြီးရင်ပါတယ်တော့အလုပ်လုပ်ရမယ်တဲ့ဘာလုပ်ရမယ်တဲ့
ဆုတောင်းမိရင်တောင်းတဲ့ဆုနဲ့တောင်းအောင်လုပ်ရမယ်ဘာဆုတောင်းရင်လည်းဘုရားဆုတောင်းရင်လည်းရတယ်တောင်းဘုရားဆုတောင်းရင်လည်းတောင်းဘုရားဆုတောင်းမိရင်ပိဋကတေဘလောက်ကြာအောင်လုပ်ရမလို့ဆိုရင်လေးအသိချင်းနဲ့ကဘာတသိဦးနဲ့နုံကဘာတွေမဟုတ်ဘူးလေးသိချင်းနဲ့ကဘာတသိတိုင်အောင်ဘာလို့ရမလဲဖယားနဲ့တန်တဲ့အလုပ်တွေလုပ်ရမလားမလုပ်ရဘူးလားလုပ်ရမယ်တဲ့သားတွေဆုံးရမယ်မယားဆုံးရမယ်စီးပွားဥစ္စာတွေဆုံးရမယ်ကိုယ်လေးလက်တွေခြေတွေအဖြတ်ခံရမယ်မျက်လုံးတွေဖောက်ထုတ်ပြီးတော့လှူရမယ်ဟောအမြတ်တို့တွေဆောင်ရရမယ်တောင်းပြီးပြီဆိုရင်ပိဋကရဲ့စုနဲ့တန်တဲ့အလုပ်ဆိုတာရှိသလားမရှိဘူးလားဘုရားစုတောင်းပြီးရင်ဘယ်ဆရာတော်ကြီးကတော့ဘုရားစုပန်နာတာတဲ့ဘယ်ပုဂ္ဂိုလ်ကတော့ဘုရားစုပန်နာတာတဲ့ဘယ်ဘိုးတော်ကတော့ဘုရားစုပန်နာတာတဲ့သူတို့ဒီလိုပြောကြတယ်အဲ့တော့စုပန်တယ်ဆိုတာပိဋကရဲ့ပန်နာကလွယ်တယ်အဲ့ဒီပန်တဲ့စုနဲ့တောင်းတဲ့စုနဲ့လိုက်အောင်အလုံးဆိုတာလုပ်ဖို့ခက်တယ်ဘုရားစုပန်တယ်ဟုတ်တယ်ပန်တဲ့စုနဲ့တောင်းအလုံးလုပ်ရမယ်အဲ့တော့အနှိမ့်ဆုံးလေးသိချင်းနဲ့ကဘာတသိန်းရှစ်အသိချင်းနဲ့ကဘာတသိန်း16အသိချင်းနဲ့ကဘာတသိန်းပါရမီရှစ်မှာအဲ့ဒါသာဝကတဲ့ရှင်သာရိပုတ္တရာရှင်မမောက္ကလမကြဘူးလားဘယိတ္တအဲ့ဒီပုဂ္ဂိုလ်တွေကလည်းပဲဘယိတ္တရေဘာလို့ရတော့ဆိုရင်အခါမှာသာဝကစုကိုတောင်းပြီးရဲ့အဲ့ဒီစုနဲ့တန်းတဲ့အလုပ်တွေကိုဘလောက်လောက်ရလဲတသိန်းချင်းနဲ့ကဘာတသိန်းချင်းနဲ့ကဘာတသိန်းထိအောင်လုပ်ရတယ်ဒါအခါသာဝကရိုးရိုးသာဝကဘလောက်ဖြည့်ရလဲကဘာတသိန်းရိုးရိုးသာဝကကဘလောက်လဲအာနန္ဒာတို့ယသောတရားတို့ဓမ္မဒိဏတို့ပရာစာကြီးတို့ဒါရိုးရိုးသာဝကခေါ်တယ်ဒါပဂတိသာဝကရိုးရိုးသာဝကဩရှင်သာရိပုတ္တရာရှင်မမောက္ကလမဟာသာဝကသူတို့ကတသိန်းချေပိုးတယ်တသိန်းချင်းနဲ့ကဘာတသိန်းလောက်ရတယ်အဲ့တော့ဘုရားသတ္တေမြတ်စွာဘုရားကစလို့သာဝကအသီးသီးတွေကစုမတောင်းတယ်ဘူးလားတဲ့တောင်းတယ်အဲ့တော့စုနဲ့တန်တဲ့အလုပ်တွေကိုလုပ်တော်မူရတယ်ဒါကြောင့်မို့လို့ယဟန္တာဖြစ်သွားတဲ့ယဟန္တာထေရီထေဟာတွေကဘုရားသတ္တေယဟန္တာဖြစ်သွားတဲ့ချိန်ကာလမှာသူတို့ရဲ့ဘဝဇာလန်းကိုမှတ်တမ်းတင်ပြီးတော့ပြန်ဟောခဲ့တာတွေရှိတယ်တဲ့အဲ့ဒါစုပန်းတယ်စုတောင်းတယ်ဆိုတာဘုရားသတ္တေရလိုတဲ့စိတ်ဖြစ်ခြင်းနဲ့စိတ်ဘာဖြစ်ခြင်းလဲယဟန္တာဖြစ်ခြင်းနဲ့ယဟန္တာတော့ရိုးရိုးယဟန္တာလားမဟုတ်ဘူးမဟာသာဝကဖြစ်ခြင်းနဲ့ပဂတိသာဝကဖြစ်ခြင်းနဲ့အဲ့တော့ဘုရားသတ္တေရလိုစိတ်ဖြစ်လိုတဲ့စိတ်ကိုမွေးမြူတာကိုဆုတောင်းတာတဲ့ပါဠိလိုပဋ္ဌနာပါဠိလိုဘယ်လိုခေါ်လဲဆုတောင်းတာကိုပါဠိလိုခေါ်တာကပဋ္ဌနာတဲ့အဲ့ဒါဆုတောင်းတာအဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလတို့လည်းဗမာတောင်းခဲ့တယ်အနောဘဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာရှင်သာရိပုတ္တရာကသာရဒလူလင်ရှင်မောက္ကလကတိတိဝဒနာတထေသာဟောအဲ့ဒီဘဝကစားသူတို့လိုရင်တဲ့ဆုကိုတောင်းခဲ့ကြတယ်နှစ်ပါးလုံးလက်ဝဲရန်လက်ရရန်ဖြစ်ပေရစေတောင်းပြီးတော့ဘုရားသခင်ဒီတိုင်းနေလို့မရဘူးဘာလို့ရမလို့ဆိုရင်ဆုနဲ့တန်တဲ့အလုပ်ကိုလုပ်ရတယ်ဘာနဲ့တန်တဲ့အလုပ်ကိုလုပ်ရတယ်ဆုနဲ့တန်တဲ့အလုပ်ကိုလုပ်ရတယ်တဲ့အဲ့ဒီတော့ဘုရားသခင်ဆုတောင်းပြီးဆုနဲ့တန်တဲ့အလုပ်ကိုလုပ်အဲ့ဒီတောင်းတဲ့ဆုကတော့ပြည့်သလားမပြည့်လားဆိုတာလည်းပဲအင်္ဂါ၅ပါးရှိသေးတယ်တဲ့အင်္ဂါဘယ်နှပါးလဲအင်္ဂါ၅ပါးနဲ့ပြည့်စုံမှသာလေတောင်းတဲ့ဆုပြည့်မယ်အဲ့တော့ဘုန်းကြီးတို့တရားတော်တွေကိုပြန်မေးသမ်းမှာကိုငါဘာဆုတွေတောင်းနေသလဲငါဥပုသ်တွေစောက်တယ်တရားတွေနာတယ်သင်္ကန်းတွေလှူတယ်ကြောင်းတွေစောက်တယ်ငါဘာဆုတောင်းတယ်လဲအလွယ်ဖြစ်ရင်တော့နိဗ္ဗာန်ဆုတောင်းတယ်လို့ဖြေမှာဘယ်ဆုတောင်းတယ်လို့ဖြေနိဗ္ဗာန်ဆုတောင်းတယ်လို့ဖြေမယ်နိဗ္ဗာန်ကိုဆုတောင်းရင်နိဗ္ဗာန်ကိုရခြင်းနိဗ္ဗာန်နဲ့တန်တဲ့အလုပ်ကိုလုပ်ရမလားမလုပ်ရဘူးလားပါဇက်ကတော့ဆုတောင်းနေတဲ့ပရိသတ်ရဲ့သူနဲ့တန်တဲ့အလုပ်ကိုမလုပ်ဘူးဆိုရင်ပရိသတ်ရပါမလားအေးဒါကြောင့်မို့လို့ဘ
ဘုန်းကြီးတို့ပြေတာပေါင်းတော်ကောင်းတို့စုဆိုတာလိုချင်တာစုဆိုတာဘာဖြစ်လဲဒီနည်းပြောရင်ဖြစ်ချင်တာဟုတ်တယ်မဟုတ်လားဖြစ်ချင်တာလိုချင်တာအဘိဓမ္မာကျမ်းမှာနှမျိုးပြတယ်ပြေတာရင်လောဘနဲ့ဆန္ဒဘာနဲ့လဲလောဘလိုချင်တာနဲ့ဆန္ဒလိုချင်တာကွာတယ်လောဘရဲ့လိုချင်တဲ့စိတ်ကဘာတွေလဲဝတ္ထုအာယုံကာမဂုဏ်ရူပယုံတတ္ထယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံခေါ်တဲ့အာယုံ၅ပါးကိုလိုချင်တယ်ဆန္ဒလိုချင်တာကကုသိုလ်ကွာသွားတာလောဘကဝတ္ထုအာယုံကာမဂုဏ်လိုချင်တယ်ဆန္ဒကကုသိုလ်ကိုလိုချင်တယ်နိဗ္ဗာန်ကိုလိုချင်တယ်ယဟနာဖြစ်ကိုလိုချင်တယ်ကိုရလို့ဖြစ်လို့တဲ့ဘဝမျိုးအရာဝတ္ထုမျိုးကိုပြေးတိုင်းအခုရင်ရနေတဲ့ကဲ့သို့ယုံကြည်စိတ်အပြည့်ဝဖြင့်မရမနေသာလောင်ပြင်းပြတောင့်တတဲ့စိတ်ဘယ်သူဥသိနေတော့ဆိုရင်အဲ့ဒါဆန္ဒဥသိနေတယ်ဘယ်သူဥသိနေတယ်ဒါမြင့်ဘယေကတေဘာစုကိုပဲတောင်းစိတ်ထဲမှာတဲ့ကျင်နာပြီးတော့နှစ်သက်ပြီးတော့နှုတ်ကားနဲ့ဖွင့်ဆိုပြီးတော့အကောင်းထဲပေါ်ဒါမြင့်မေးရရှိတဲ့ရှင်မယားပါဇက်ကနေပြီးတော့ဆူတောင်းမှဆုဆိုတာရမှာလားလို့မေးရင်နှုတ်ကနေပြီးတော့ဖွင့်ဟာမဆိုတော်လဲပဲဘယေကတေစိတ်ထဲမှာကျင်းကျင်နတ်နှစ်သက်ပြီးတော့စိတ်ထဲကတကွယ်လိုချင်တဲ့စိတ်နဲ့ဆူတောင်းဖို့အဓိကအရေးကြီးတယ်တချို့နှုတ်ကတော့ဆိုတယ်စိတ်ကမပါဘူးတဲ့နှုတ်ကတော့ဆိုတယ်စိတ်ကမပါဘူးဆိုရင်ဘယေကတေဒီဆူတောင်းမပြည့်ဘူးတဲ့နှုတ်ကတော့ဆိုနေတယ်စိတ်ကမပါဘူးဆိုဆူတောင်းပြပါမလားအဲ့တော့ဆူတောင်းပြီးရင်တောင်းနေဆုနေတန်တဲ့အလုပ်တွေကိုငုံမိသဲတိုင်းတက်နိုင်ဖြားရောက်မပြတ်စေတော့ဘဲနဲ့ပိဋကရဲ့အမြဲတမ်းလုပ်ရမယ်တဲ့ဘုန်းကြီးတို့ဘုရားလောင်တော်ကြီးများသဗ္ဗညုတညာဆုကြီးပန်ပြီးတော့ဒီဆုကိုမရရင်ငါမနေသေးသေးကြီးရအောင်ဆောင်ရွယ်မယ်ဘယ်အကြောင်းနဲ့မှတော့ငါဆန္ဒပြည့်မခံနိုင်ဘူးဆိုပြီးတော့အလောင်းတော်ကြီးများဟာမိမိတို့ရဲ့ရည်ရွယ်ချက်ကိုရိပ်ရိုင်းမသွားအောင်စိတ်ကိုတသမတည်းထားတယ်အဲ့ဒါကိုဘုန်းကြီးတို့စာပေများမှာပဏိဒါနတဲ့ပါတယ်လေဒါကြောင့်ဟိုယရဏသုတ်တမှာပဏိဒါနတော်ပတ္တယတထကတတတတပါရမီယောဓာတဥပပါရမီယောဓာတပရမတ္ထပါရမီယောတိသမတိန်သာပါရမီယောပိစမပရိစ္ဆာကေအလောင်းတော်ယုံမင်းဘဝမှာပြေးတာမိဘုံနဲ့ခုံချတယ်ဆိုတာကြားဘူးတယ်မလားစရံရှင်မင်းဘဝမှာအဆွဲဖြတ်ခံတယ်လက်တွေခြေတွေဖြတ်ခံရတဲ့ဘဝရှိတဲ့ခန္ဒီဝါဒီဇတ်တော်မျက်လုံးဖောက်ပေးတယ်တိဝိဇတ်တော်ဘဝတိုင်းကြည့်လိုက်တာပြေးတာရဲ့သဗ္ဗညုတဉာဏ်ကိုရဖို့လို့ဘုရားလောင်းတော်ကြီးရဲ့ဆန္ဒတော်ကပြင်းပြတယ်တဲ့ဆုတောင်းပြီးတော့အလောင်းတော်ကထိုင်နေသလားပြေးတာဆုနဲ့တန်တဲ့အလုပ်တွေကိုလုပ်သလားမလုပ်ဘူးလားအေးဒါကြောင့်မို့လို့ပြေးတာရဲ့ဗုဒ္ဓဘာသာတွေရဲ့ဆုတောင်းခြင်းဆုပန်ခြင်းဆိုတာဘယ်ဖရာဆံမှာသွားလို့ဒီမှာတချို့ဖရာတွေရေးတာဆုတောင်းပြေးတယ်ဗါတဲ့လည်းပြေးတာရဲ့အဲ့ဒါမတွေ့ဘူးလားဟာဆုတောင်းပြေးပါဖရာတို့ဆိုတော့ဘုဘကဘုရားကဆုတောင်းပြေလို့မရေးထားရင်ဘုဘကဘုရားရှိမှဆုသွားတောင်းရင်ဆုကမပြေဘူးလို့ဘာလို့ဒီလိုထင်တတ်တယ်လူတွေကလည်းအဲ့ဒါဆုတောင်းပြေလို့ရေးထားရင်အဲ့ဒီဘုရားလူပြီးတော့ဥသွားချတယ်ဒါဆုတောင်းပြေတယ်တဲ့ဆုတောင်းပြေတယ်တဲ့ဟဲ့ဘေးတိုင်းဆုဆိုတာတောင်းလိုက်မပြေဘူးပြေသလားဘယ်သူရှင်မသွားပြီးတော့ဘယ်ကတင်ရှင်ဘယ်ဖန်ဆင်းရှင်မလက်ပြခံပြီးတော့တောင်းတဲ့အလုပ်မဟုတ်ဘူးဘုရားဘာသာယူဝါဒကလူရင်တဲ့ဆုကိုတောင်းတာကိုပဲတောင်းတာလည်းဘယ်လိုလဲအဲ့ဒီဆုကိုရဖို့လို့ဆုပြန်ပေးမှကလည်းဘိသားရဲ့ကိုပဲတဲ့ကိုတောင်းပြီးတောင်းတဲ့ဆုနဲ့တန်တဲ့အလုပ်ကိုလုပ်ရင်ရမလားမရဘူးလားဒါကြောင့်တောင်းတာလည်းကိုပဲပြန်ပေးတာလည်းကိုပဲအဲ့ဒါမှတ်ထားပါဘိသားတွေအဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်အဘိဗန္ဒကလို့ခေါ်တဲ့ရွာသူကြီးတယောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလာပြီးတော့လျှောက်ဖူးတယ်တဲ့ဘုန်းတော်ကြည်တော်မူတော်မြတ်စွာဘုရားတပည့်တော်တို့ရွာမှာဗျမဏပုံနာဆရာကြီးတွေအဲ့ဒီပုံနာဆရာကြီးတွေကသူတို့ဗျမဏဘာသာဝင်တွေသေသွားတဲ့အခါမှာ
နတ်ပြည်ကိုရောက်အောင်တဲ့ဆူတောင်းပေးကြတယ်ဘယ်ရောက်အောင်လဲမိဘုံကြီးဖိုထားတယ်အဲ့ဒီမိဘုံတွေကိုမလုပ်နဲ့ထောပတ်တယ်ကပြီးအဲ့မိဘုံတွေလောင်းထောပတ်တွေလောင်းတယ်ဆူတောင်းပေးနေတယ်တဲ့သူတို့ဘာသာဝင်တွေသိသွားရင်နတ်ပြည်ကိုရောက်ပါစေနဲ့အဲ့ဒီလိုဆူတောင်းပေးကြပါတယ်ဗြဟ္မပြည်ကိုသွားပါစေလို့ဆူတောင်းပေးကြပါတယ်မြတ်စွာဘုရားသူတို့ဆူတောင်းပေးတဲ့အတိုင်းသေသွားတဲ့ဗြဟ္မဏဘာသာဝင်တွေဟာနတ်ပြည်ကိုရောက်ကြပါသလားဗြဟ္မပြည်ကိုရောက်ကြပါသလားမြတ်စွာဘုရားလို့ဘုရားရှင်ကိုရမကိုလျှောက်တော့မှဘုရားရှင်ကိုရမကတကားတော့အဘိဗန္ဒကာတဲ့အာဟုသူတွေလုံပြီးတော့သေသွားတဲ့လူအတွက်နတ်ပြည်ကိုရောက်ပါစေလို့ဆူတောင်းပေးနေတာဘာနဲ့တူတော့ဆိုရင်ရေထဲကိုမြုပ်သွားတဲ့ကြောက်ခဲရေပေါ်ပြန်တက်လာပါစေလို့ဆူတောင်းနေတာနဲ့တူတယ်ဟောဘုရားပေးတဲ့ဥပမာဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့အပယ်ဆင်းသွားတဲ့ပုဂ္ဂိုလ်ကိုပြန်တက်လာပါစေကြောက်ခဲရေထဲမြုပ်သွားတာကန္နာမှာထိုင်ပြီးတော့ကြော့ဝဲတွေထိုးပြီးတော့ကြောက်ခဲလေးရေပေါ်ပြန်တက်လာပါစေလို့ဆူတောင်းရပါမလားပြေသားရဲ့ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်ကိုလည်းပဲပြန်တက်လာပါစေလို့ဆူတောင်းလို့မရသလိုသူစရိုက်ကုသိုလ်ကောင်းမှုလုပ်ငန်းတွေကိုလုပ်ပြီးတော့သေသွားတဲ့လူအတွက်အပယ်ကျသွားပါစေဟောကုသိုလ်လုပ်ပြီးတော့သေသွားတဲ့လူအတွက်အပယ်ကျသွားပါစေလို့ဝိုင်းပြီးတော့အမြင်ကပ်လို့ဆူတောင်းပေးနေတော့လည်းပဲအပယ်ရောက်ပါမလားဖျားပေးတဲ့ဥပမာပေးတဲ့ထောပါအိုးရေပေါ်မှာထောပါအိုးခွက်လိုက်စမ်းထောပါဟာရေမြုပ်လားရေပေါ်မှာပြန်ဝဲပြီးတော့ရေပေါ်မှာတင်နေတယ်လို့ရေပေါ်မှာတင်နေတဲ့ထောပါတေကြီးအောက်ကိုမြုပ်သွားပါစေလို့တနေ့ကိုထိုင်ပြီးတော့ဆူတောင်းနေတော့လည်းပဲမမြုပ်ဘူးတဲ့ကဲဒီတော့ဘုရားတိုင်တူတူလေးပြောလိုက်ကြပါစို့ဆူပေးတယ်ဆူတောင်းတယ်ဆိုတာဘယ်သူမှလုပ်မပေးနိုင်ဘူးကိုယ်တိုင်ပဲလုပ်ရမယ်ဒါကြောင့်ဘုန်းကြီးတို့ဗုဒ္ဓဝါဒမှာဖန်ဆင်းခြင်းဆိုတာမရှိဘူးရှိသလားကိုဘဝကိုဖန်ဆင်းယူကိုလိုချင်တဲ့ဆူတောင်းကိုယ့်ဟာကိုပြည့်စုံအောင်လုပ်မိမိစိတ်ကြိုက်လိုချင်တဲ့ဘဝကိုမိမိကိုယ်တိုင်ပဲဖန်နေပြီးတော့ယူတရားလူဟာတကိုးရှင်နဲ့လူဟာပါတယ်လဲဘုရားရဲ့လိုချင်တာကိုတကိုးရှင်ကပေးနိုင်တယ်လို့လူဟာလည်းပဲဘုရားရဲ့ကိုလိုချင်တဲ့ဘဝကိုဆုတောင်းနဲ့ရနိုင်တယ်တဲ့ဒါကြောင့်ဘုရားရဲ့ဒါလေးလိုက်ဆိုကြည်စားမှာအာဟုသောမြတ်ပြုလို့သာရောက်သွားအပေရွာအာဟုသောမြတ်ပြုလို့သာရောက်သွားအပေရွာနတ်ပြည်တဲ့ယံသုတောင်းပြန်ဧကံမရပါနတ်ပြည်တဲ့ယံသုတောင်းပြန်ဧကံမရပါရေမြုပ်အိုးကွယ်ရေပေါ်လဲပြန်ဝဲမတက်ပါရေမြုပ်အိုးကွယ်ရေပေါ်လဲပြန်ဝဲမတက်ပါသုတောင်းပြီးရာထိုချိန်ခါခိုင်ကမနေသင့်ပါသုတောင်းပြီးရာထိုချိန်ခါခိုင်ကမနေသင့်ပါသူနဲ့တန်တာအလုံးမှာကောင်းစွာလုပ်ရမှာသူနဲ့တန်တာအလုံးမှာကောင်းစွာလုပ်ရမှာတောင်းတဲ့စုပေးတဲ့စုနဲ့တလုံးတဝါကြီးပြည့်ပါစေဆိုတဲ့စကားကိုဘုရားရဲ့ဗုဒ္ဓဘာသာဝင်တွေပြောလဲပြောနေကြတယ်တောင်းလဲတောင်းနေကြတယ်ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမင်းတို့လိုချင်တဲ့စုပြည့်ဖို့လို့ဆိုတဲ့နေရာမှာဘာတွေလုပ်ရမလို့ဆိုရင်ဘုရားရဲ့တစ်တရားတရားရှိရမယ်တစ်ပါလေယရဏ၃ပါးဘုရားတရားတန်ခါယရဏ၃ပါးပေါ်မှာကြည်ညိုတဲ့ယရဏတရားတရားမိမိရဲ့အင်အားကိုယုံကြည်တဲ့
ဒီတရားတရားကံကံရဲ့အကျိုးတရားကိုယုံကြည်တဲ့ဒီတရားတရားရှိရမယ်တစ်တရားတရားလို့မှတ်လိုက်နှစ်ကသီလနှစ်ကပါတယ်လေဆုတောင်းမဲ့ပုဂ္ဂိုလ်ဟာပရိသတ်သီလရှိနေရမယ်တဲ့ဘာရှိနေရမယ်လဲငါးပါးသီလစတဲ့ကိုကျင့်တရားတွေရှိရမယ်နောက်တစ်ခါနံပါတ်3သုတ္တအကြာအမြဲဘုသုတ္တရှိရမယ်နံပါတ်4သာကအရာရာကိုစွန့်လွတ်နိုင်ရမယ်နံပါတ်5ပညာကမ္မတက္ကတဉာဏ်အမြင်လည်းရှိရမယ်တဲ့တူတူလေးပြောမယ်ပိယတရဲ့သရာသီလသုတ္တသာကပညာဗါတဲ့တော့ပြောပါအဲ့ဒီတရား၅ပါးနဲ့ပြည့်စုံရင်တောင်းတဲ့ဆုပြည့်မယ်အဲ့ဒီတရား၅ပါးနဲ့ပြည့်စုံရင်ဘာဆုပြည့်မယ်တောင်းတဲ့ဆုပြည့်မယ်အဲ့တော့ပိယတတွေတောင်းတဲ့ဆုနဲ့ပြည့်ပြီးတရား၅ပါးနဲ့ပြည့်စုံရင်ဘာလို့ရတော့မှာတော့ဆိုအလုံးလုံးရတော့မယ်လူတရားရှိလူတန်းတရားရှိတာဒါဥပုသ္တရင်သီလဆောက်တည်တရား၅ပါးနဲ့တော့ပြည့်စုံပါရဲ့ဒါပေမဲ့လို့ပိဋကတ်တွေဆုမတောင်းဘူးဆိုပြန်ရင်လဲတဲ့ဒါနာတော့ဒီနေရာအရေးကြီးလာတရား၅ပါးနဲ့လည်းပြည့်စုံတယ်လှူလဲလှူတယ်တန်းလဲတန်းတယ်ပေးကမ်းတယ်ဥပုသ္တရင်သီလလည်းဆောက်တည်တယ်လှုပ်တော့လှုပ်တယ်ပိဋကတ်ဆုမတောင်းရဘူးတဲ့ဘာမတောင်းဘူးတဲ့လေအဲ့ဒါဆုမတောင်းရင်ဘာနဲ့တူတုံးဆိုရင်တဲ့ကောင်းငင်ဘောကိုပြစ်တင်လိုက်တယ်ဥပမာတော့လှန်တစ်ချောင်းသို့မဟုတ်ဓာတ်တစ်ချောင်းကောင်းငင်ဘောကိုဝီးဆိုပြီးတော့မြောက်ပြီးတော့ပြစ်တင်တယ်ဘယ်နှကြမယ်ဆိုတာသိသလားအရင်ကကြမလားအပြားကကြမလားကန့်လန့်ဖြတ်ပဲကြလာမလားဆိုတာသိသလားအဲ့ဒီလိုပဲတဲ့ဘုရားသားရေကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်ဆုမတောင်းတဲ့အတွက်ကြောင့်မို့လို့အကျိုးပေးတဲ့အခါကျတော့မသေးကြဘူးတဲ့ဟောဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဆုတောင်းရကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဘာလုပ်ရမလဲဆုတောင်းရမယ်နောက်တစ်ခုပြောမယ်ဆုတွေသာထိုင်ပြီးတော့တောင်းနေပြန်တယ်တရား၅ပါးလည်းမပြည့်စုံဘူးကုသိုလ်ကောင်းမှုလည်းမလုပ်ဘူးဆိုလို့ရှိရင်လည်းပဲပိဋကတ်တွေဆုတောင်းမှုတက်တက်နဲ့လည်းမရပြန်ဘူးတဲ့ရသလားဘာအကျိုးဘာဆုမှရမှာမဟုတ်ဘူးဒါကြောင့်ဆုတောင်းမှုဆိုတာမှတ်သားပိဋကတ်ရဲ့လှေတဲ့သင်္ဘောတွေပေါ်မှာရှိတယ်ပဲ့နဲ့တူတယ်တဲ့ဘာနဲ့တူတယ်တဲ့လဲပဲ့ပါမှတက်ပါမှရေလန်းခရီးမှလိုတဲ့နေရာကိုတန်တန်မှမှရောက်စေနိုင်တယ်လို့တန်တရာခရီးလမ်းမှလည်းပဲပိဋကတ်ရဲ့လိုရှိတဲ့နေရာကိုရောက်ဖို့ဆိုတာဆုတောင်းမှုဆိုတာလုပ်ရတယ်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပြုပြီးတိုင်းမိမိလိုချင်တဲ့ဆုတစ်ခုတည်းကိုသာတောင်းရမယ်ဒီကနာတော့ကုသိုလ်ကောင်းမှုလုံပြီးတိုင်းပိဋကတ်တောင်းတဲ့ဆုကများရမှာလားတစ်ခုတည်းလားဆုများလို့မရဘူးပိဋကတ်တစ်ခုတည်းတောင်းတချို့ဆုတောင်းတာတွေရှိတယ်ဣရိပုံညကုသလကြောင့်နားထောင်ကြည့်သမ်းဣရိပုံညကုသလကြောင့်နောင်တွင်သံဃာဘဝမှာလည်းလေးပြပဲကတ်သုံးတွေလေးပြအပဲသုံးတွေသောကရှေ့ရဌာနကျင်းလို့ရ၍ထိုဒေသသမဖြစ်ခြင်းမှာလူရွာနတ်ပြည်ကျင်းလီသည်မြခတ္တိယနှင့်ပြမနာစင်စင်မျိုးနဲ့ဖြစ်၍ຫນွေမြင့်တန့်စွာအမျိုးမှလည်းကောင်းစွာတန်နေတိဟိတ်နေ၍သုဝေဒရာပညာကြီးခြင်းတရင်နှံ့ကျော်မဟောတထာဖယားလျာသို့ဖြစ်ပါစေခြင်းကိုယ်တွင်ယောဂတန့်ရှင်းခွာ၍အနာမဲသူရှင်ပါကူနီးမမဲမဖြူမဆူမကြုံမမြဲမဖြူမဆူမကြုံလုံးစုံနေမြင့်ပြင်မျိုးလင်၍တင့်တယ်ရောင်းဝါအစင်းမှလည်းငါးပြကျော်သည်ရှင်ကဲ့စီလာပေါ်များဥစ္စာစီစိမ်မှလည်းငါးပြရန်သူလူယူမယဇောတိကသူဆိုတော့ကိုရှိတယ်များအကုန်လုံးကုန်ပြီဘယေတိုင်ပညာအရာမှလည်းပဲမဟောတခါလိုဖြစ်ခြင်းနဲ့ပညာအရာမှလည်းဘယ်လိုဖြစ်ခြင်းလဲမဟောတခါလိုဖြစ်ခြင်းနဲ့ရဝဲစင်းအင်္ဂါမှလည်းပဲရှင်မပစ္စည်းလိုချောခြင်းနဲ့ပစ္စည်းဥစ္စာပေါ်တော့လည်းပဲဇောတိကလိုဌာနခြင်းနဲ့ရပါမလားအဲ့လောက်ကြီးများတော့ဆုတောင်းနေမများဘူးလားဆုတောင်းဆိုတာပိဋကတ်တစ်ခုတည်းတတ်တတ်မှတောင်းရတယ်တဲ့
အဲ့ဒါလေးမှတ်ထားပါဒါကြောင့်ဘုန်းကြီးတို့ရှေ့ကဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာရှားတော်ကြီးတစ်ပါးဆုတောင်းသွားတာဘုန်းကြီးခဏခဏပြောမှုတဲ့တောင်ထီလာဆရာတော်တဲ့ဗာဆရာတော်တဲ့လေဣမိနာပုံညကံမေနာအင်္ဂေနာကုတလေနာသာဣတောသုတဟဒုတိယအတ္တဘာဝမိအာဂတေဟိမဝန္တပရိသမိပပတိခန္ဓာမာရဏေအာသန္တိမဏိကူဟာယမစ္စုတကဒုမသသသာသမိဟေတံဘဝဒေဝအတိတိကယုကောဝရောဟူပညာဝရိယသမ္ပန္နောဗုဒ္ဓသာသနာမမကောအဟံတောင်ဖီလာခောတောင်ဖီလာခောဓမ္မကုဆရာတော်အမိရတဲ့ငါပုဂ္ဂိုလ်ကျော်သည်ဣမိနာပုံညကံမေနာဤဝိနည်းရလည်းငါအမိရတဲ့ကြံကိုပြုစုရတဲ့ကောင်းမှုကြောင့်၎င်းအင်းကြီးနာကုသလေနာဆောင်အခြားတစ်ပါးသောကောင်းမှုအဆူဆူတို့ကြောင့်၎င်းဤတော်ဤဘဝမှာသုတော်သုတိတဲ့သည်ရှိသောဒုတိယအတ္တဘာဝမိအာဂတေနှစ်ခုမြောက်သောဘဝကိုရောက်ခဲ့မယ်ဆိုရင်ဟိမဝန္တာပရိသမိဟိမဝန္တာတော့အရ၌ခန္ဓာမရဏပပတိခန္ဓာမရဏတောင်ကြီး၌မဏိကူဟာယဗရမယလိုင်းကိုရဲ့အာသန်လေးအနိမမေသူတကဒုမသသမေသူတကနပံပင်ကြီး၌အတိတိကယူကောအလုံးအသက်ရှိသောဝရောမြတ်လာစွာသောပညာဝရိယသမ္မာနောပညာဝရိယနှင့်ပြည့်စုံသောဗုဒ္ဓသာသနာမှာမေကောဘုရားရှင်သာသနာတော်မြတ်ကိုချစ်မြတ်နိုးတတ်ပေသောဘုံမာဒေဝဘုံမစိုးနှကျင်းသည်ဟေတံဖြစ်ရပါစေသာဣတိဤသို့တိပိတကလင်္ကာရောနာမတိပိတကလင်္ကာရအမိယပေသောတိရိယပပတမဟာထေရတောင်ဖီလာခေါ်တဲ့ပုဂ္ဂိုလ်ကျော်ကြီးသည်ပဋ္ဌာန်းစုတောင်းမှုကိုအကာတိကောင်းစွာမသွေပြုတော်မူခဲ့ပါပေသတည်းအဲ့ဒါဝိနည်းလင်္ကာရကြံကြီးရေးပြီးတော့တောင်ဖီလာသတော်ကြီးဆုတောင်းသွားတာဟိမဝန္တာတောင်မြတ်စွာဘုရားနတ်ပန်းမေခန္ဓာမရဏလိုင်းကိုကြီးမှာပေးတတ်တဲ့ခန္ဓာဝန္ဒနာတောင်မြင်သူတကနဗမင်းကြီးမှာအလွန်သက်ရှိသောယောဂသောနမင်းကြီးဖြစ်ရပါလို့ဤတဲ့ဆုလဲတောင်းတယ်ပရိသတ်တောင်းတယ်ဆုနဲ့တောင်းလဲကုသိုလ်လုပ်သလားမလုပ်ဘူးလားဒါကြောင့်တူတူမှတ်ပါတော့ပရိသတ်ဆုတောင်းပြဖို့လို့တရား၅ပါးသရံသီလသုဒ္ဓသာကပညာဘယ်နှပါလဲဆိုလိုက်သရံသီလဣနဝပြေဝဆုံးလင်းစွာသရာတိလဣနဝပြေဝဆုံးလင်းစွာသုတ္တသာကပညာပါဖဲပါဤသုံးပြသုတ္တသာကပညာပါဖဲပါဤသုံးပြငါးပါးဆုံးမသူပြေဝါဗုဒ္ဓမိန်ခဲ့တာငါးပါးဆုံးမသူပြေဝါဗုဒ္ဓမိန်ခဲ့တာဧကတေအဲ့ဒီတော့ဆုတောင်းဆိုတာသူများတောင်းပေးလို့ရတာလားကိုယ်တိုင်တောင်းရမှာလားအဲ့ဒီတော့ကိုယ်တိုင်တောင်းတဲ့ဆုမမားဖို့ရည်ကြီးတယ်ဆုတောင်းမပုံပြောမလို့ဗာမပုံနဲ့လဲဆုတောင်းမပုံပြောမလို့မြတ်စွာဘုရားလက်ထက်တော်ဧကနမယဘဂဝါသဝတိယဝိဟာရတိဇေတဝနေအနာထပိဋိကတ္တအာရမေဧကနမယခါရဝစီလုံးကဘဂဝါဘုန်း၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်သဝတိယသဝတိခေါ်တဲ့ရှင်မြို့တော်မှာအနာထပိဋိကတ္တအနာတပိန်ဂုံသိမ့်ပြန်မွေးရှင်တထေဤအာရမေနှလုံးဝေလျော်ပြောပါရကောင်းအောင်ဆောက်လုပ်ရလူရာသောဇေတဝနေသေတွန်ခေါ်ကြောင်းတိုက်တော်မှာဝိရတိယမထာလေးလီဖြင့်မြာညီရွှင်မြုံတရင်သုံးကနေတော်မူခဲ့ပါပေသတည်း
ဘုရားမြတ်စွာသာဝတိပြေမောစေတော်ခေါ်ကြောက်လိုက်တော်မှာယမထလေးလီဖြင့်မြာကြီးရှင်မြုပ်တရင်သုံးဆံမဲ့တော်မူနေစဉ်ကာလပိတယေဟုတ်ဗာရာဏသီမြို့အနီးမှာဂယာမြို့တဲ့ဗာမြို့တယ်လေဂယာမြို့မှာပိတယေပုံနာကြီးတယောက်မှာသမီးလေးတယောက်ရှိတယ်အဲ့ဒီသမီးလေးချိန်နာရွယ်ရောက်လာတဲ့အခါကျတော့သူတို့နဲ့အမျိုးတူပုံနာတထေသားနဲ့ပေးသားလိုက်ကောပေးသားလိုက်တဲ့အခါကျတော့ရောင်နောက်စရုံပါမြဲထုံဆိုတဲ့အတိုင်းမိဘတွေပြစ်ထားခဲ့ပြီးတော့ဒီပုံလေးမလေးဟာယောက်ျားနောက်လိုက်သွားယောက်ျားနောက်လိုက်သွားတော့ယောက်ျားအိမ်ကတော်တော်ချမ်းသာတယ်ဒီရဲ့အရှိခံနေမွေးလာတာအများကြီးပဲအဲ့ဒီမှာတခါတည်းဟိုတိုက်ခွက်တိုက်ပကံဆွေးအဝိရှောတပည့်စီလဲရေခအိမ်ထဲလဲဝင်သွားအိမ်ကြီးကဝင်းကြီးခြံကြီးကျယ်ကြီးနဲ့အိုးတထေသားလေးပုံနာလေးမင်္ဂလာဆောင်ကပြန်လာတယ်တထေကတော့ပုံလေးမလေးလည်းပါလာတယ်အိမ်ထဲကကျွံမတွေအကုန်လုံးထွက်ပြီးတော့ဝိုင်းကြိုဆိုကြတာဥတိုက်ကြတယ်အဲ့ဒီမှာဘေးသားတွေကျွံမလေးတယောက်တယ်ရုပ်ဆင်းအင်္ဂါမတန်လှတယ်အဲ့ဒီကျွံမလေးကိုဟိုပုံလေးမှာတထေမှာမြင်လဲမြင်တော့ဘေးတိုင်းဘယ်လိုမြတ်ကြောမတည့်တာလဲမသိဘူးဒီပြက်နာမြင်လိုက်တဲ့ကောကဒေါသတခါတည်းထောင်းကနေထွက်သွားတာတဲ့ဒေါသထောင်းကနေထွက်ပြီးတော့စက်ထဲမှာလဲဒီကြုံမလေးကိုအလက်သားနေရိုက်ချင်နဲ့ချင်နေတာဖြစ်ပုံများတာတလောက်ကြုံနေအများကြီးရှိတယ်ဒီကလေးတယောက်ကိုသူသွားပြီးတော့ဘယ်လိုမြတ်ကြောမတည့်လဲမသိဘူးမျက်မုံးကျတာလည်းမသိဘူးဘသူလည်းဘာမှလည်းပြောတာမဟုတ်ဘူးဒီမြင်လိုက်တဲ့ကောကဒါနဲ့အိမ်ထဲဝင်လာပြီးတော့ဟိုကြော်မသွားခေါ်တယ်အဲ့ဒီကောင်မသွားခေါ်တော့တခင်မကြီးဘာများခိုင်းနေလို့လဲဘာမှမခိုင်းနေဘူးနင်းငါမြင်လဲကားတွေရိုက်ရှင်လက်ခဏလာတာနင်းနာလာကနာလာတော့ဗျာဆိုပါပိတ်ရိုက်တယ်ကြော်မဘာပြစ်ရှိလို့လဲဘာမှပြင်းပြီးရိုက်ရှင်လို့ကိုရိုက်တာကားဖြစ်ပုံကအဲ့ဒါနဲ့ဘေးသားတွေတူတူပြောလို့ဒီနေ့တိုင်းအပြစ်မရှိအပြစ်ရှာပြီးတော့ဒီမြင့်ကြုံနေမရိုက်ဘူးတဲ့ဒီကြုံမလေးပဲတော်ကြနေရိုက်ပြန်ပြီးခေါ်ပြီးတော့နည်းနည်းလေးမမှန်းနဲ့မှားတာအလုံးကမှားတာနဲ့ရိုက်တာနဲ့မကမ်းဘူးတော်ကြကြဖို့နဲ့ရိုက်လို့ရိုက်တော်ကြသပင်လေးဆောက်ဆွဲပါးတွေရိုက်လို့ရိုက်သူဒီလိုလုံနေတာကိုဒီကောင်မလေးကသပင်တော်တော်ကောင်းတယ်တဲ့ဒီကြုံမလေးကသပင်တရားလူတရားရှိမယ်ထင်တယ်သပင်လည်းအလွန်ကောင်းတယ်တဲ့ရုပ်လည်းချောတယ်သို့တော့အမျိုးကကျွံမျိုးဘာမျိုးလဲဘေးသားရဲ့တခါအခမသိရင်ဘေးသားရဲ့အဲ့ဒီကျွံမလေးကိုထမင်းမကြွေဘူးတဲ့ဓံပေးတဲ့အနေနဲ့အစာငါခံပြီးတော့ထားတယ်သပင်ဆွဲတယ်ပါးရိုက်တယ်အမျိုးမျိုးနှိမ့်ဆက်တယ်ဆူတောင်းမှားခဲ့ရတယ်ဘာမှားခဲ့ရတာသပင်ကနေတရွတ်တိုက်ဆောင်းဆွဲပြီးတော့နေတိုင်းနှိမ့်ဆက်တဲ့ဓံကိုခံနေရတော့ဒီကြုံမလေးကစိတ်ညစ်လာတယ်ဘေးသားရဲ့ငါတစ်ချက်ရှိဒီသပင်မဲ့ဆွဲပြီးတော့တရွတ်တိုက်ဆွဲပြီးတော့ငါပါးရိုက်တယ်ကိုက်လောက်တောင်ဖြစ်တာဘာတော့မပြောနဲ့ဘေးတိုင်းအဲ့ဒီကြုံမလေးကကရုံးပတ်တော့မလိုက်ဟောတဲ့ဘာလို့မလိုက်ဟောတဲ့ကရုံးတုံတော့ကရုံးပြောင်ကြီးနဲ့ပြည့်နေရောပြည့်နေတော့နောက်နေကြတော့အလုံးတိုင်စင်မပြေတော့ရိုက်မလို့ဆိုပြီးတော့ခေါင်းကြီးတော့ခေါင်းသပင်ဆွဲပြီးပါရိုက်မယ်လို့တော့ခေါင်းသပင်ရှိသေးလားမရှိတော့အဲ့ဒီတထေးတော်ကအောင်မကြီးကနော်သပင်ဆွဲပြီးတော့ငါပါရိုက်တာကြီးကသပင်ကိုသွားပြီးတော့ဖြတ်ဖြစ်တယ်ဒီလိုရနိုင်ရိုးလားလာခဲ့ကောင်းပါဆိုပြီးတော့ပရိသတ်ပုံကြားတဲ့ညှပ်ပြီးတော့တခါတော့ခေါင်းသူ့နဲ့တုတ်ထားတာလေခေါင်းပါနဲ့တုတ်ထားတယ်ဘုန်းကြီးတို့စာပေမှာရစ်စုကျိုးဆိုတာရစ်စုမာလာဆိုတာပန်းခေါင်းမှာကျိုးခွင်းဆွတ်ထားတာခေါင်းမှာပါဆွတ်ထားတာလေခေါင်းပေါ်မှာကျိုးတစ်ချောင်းတင်းကျပ်သွားချီနှောင်ပြီးတော့ထားတယ်အဲ့ဒီအမျိုးသမီးရိုက်ခြင်းဆောက်ဆွဲတာအဲ့ဒီကျိုးကိုပဲတခါလဲလူရောခန္ဓာကိုယ်ကခေါင်းအကုန်လုံးပါအဲ့ဒီချိန်ကစပြီးတော့ပြည့်တဲ့ခေါင်းပေါ်မှာကျိုးချီထားတာကိုခံရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကျုံမာလေးရဲ့နာမည်ကိုရစ်စုမာလာတဲ့ဘယ်သူလဲရစ်စုမာလာလို့ခေါ်နေတိုင်းနှိမ့်ဆက်ခံရတဲ့အကြောင်းတစ်ခုမဟုတ်အကြောင်းတစ်ခုနဲ့နေတိုင်းနှိမ့်ဆက်ခံရတဲ့သွေးတန်ရဲ့ဟိုကြာတော့ဘာဖြစ်လဲပရိသတ်စိတ်မြင်လာတယ်
ကြတော့ဘာဖြစ်လဲစိတ်ညစ်လာတဲ့ဒီငါလည်းလွတ်အောင်မသွားနိုင်ဘူးငွေနဲ့ဝယ်ထားတာငွေဝယ်ကျော်သွားလို့မရအဲ့တော့စိတ်ညစ်မကညစ်လာတဲ့အခါကျတော့ဘာလို့မလဲတဲ့ကိုသေချောင်းကြံတယ်ကိုဘာလို့လဲဘယ်လိုသေမလဲဇွတ်တို့ချသေမယ်တဲ့ဘယ်လိုသေမဲတဲ့ကြည်စမ်းပရိသတ်ဘယ်လောက်တောင်စိတ်ညစ်တုံးဆိုတာသူဒီဆုံးဖြတ်ချက်ချလိုက်တယ်ဖြစ်ချင်တာဖြစ်ဒီနေ့မနေ့ငါရေခတ်လို့မှာတွားမှာရေအိုးတဲ့ကျိုးဖွက်ပြီးတော့ယူသွားမယ်ဒီလောက်တောင်ငါတိတ်ဆက်တယ်ရေအိုးတဲ့ကျိုးဖွက်ပြီးတော့ယူသွားပြီးတော့တောတဲ့ထဲမှာသစ်ပင်တပင်မိတဲ့သစ်ပင်တက်ပြီးတော့ငါကိုငါဇွဲလို့ချသေးတာကောင်းတယ်တဲ့စိတ်ညစ်မကစိတ်ညစ်တော်ပရိသတ်ရေကျိုးတစ်ချောင်းရေအိုးတဲ့ဖွက်ယူသွားဟိုကျုံမတွေရေခတ်နေတော့ဒါလေးလစ်ပြီးတော့တောတဲ့တခါလေးကြည့်အောင်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းလောကကြီးကိုကြည့်တော်မူတဲ့အချိန်ဘုရားကခြေတော်မှာဘုရားကဗမာလဲအဲ့ဒီအမျိုးသမီးလေးသစ္စုမကသူ့ကိုယ်သူဇွဲကြိုးချသိမယ်လို့ကြံစီနေတာကဂယာမြို့နာကတုတ်ထဲမှာပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ရှင်ရင်ကြည့်တယ်ငါဘုရားသွားရမလားမသွားရဘူးလားသွားရမယ်ပါရမီရှင်ကုသိုလ်ရှင်ဘုရားနေလို့မရဘူးဘုရားတဲ့သွားရမယ်ငါသွားရင်ဘာအကျိုးထူးရှိမလဲအဲ့ဒီရိစုမာလာအမျိုးသမီးသောတာပန်တည်မယ်တဲ့ဘာဖြစ်မယ်တဲ့ဘုရားတဲ့သောတာပန်တည်မယ်သူ့ကိုနှိပ်စက်တဲ့တထေးကြောပုံလေးမှနဲ့တထေးတို့လည်းပဲတရဏဂုံသုံးပါးခံယူပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဝေလျောမယ်မြတ်စွာဘုရားရှင်ကိုရမြတ်ဒီရေးမြင်တော်မူတော့မှဘုရားရဲ့တပါးတဲ့အဖော်မပါပဲတဲ့ဟိုမှာကလေးမလေးကသွားနေပြီအချိန်မီသွားရတော့မှအဲ့ဒါကုသိုလ်ကကယ်ထုတ်တာဘာကကယ်ထုတ်တာလဲဒါကြောင့်ကယ်တင်ရှင်ဆိုတာဘုရားတိုင်မှတ်ထားကုသိုလ်ကောင်းမှုပဲကိုယ့်ဘဝကိုယ်ပဲတည်ရတယ်ကိုလိုထားတဲ့ကုသိုလ်ကောင်းမှုကကိုယ့်ကိုယ်ကယ်တယ်ကုသိုလ်ကကယ်တော့ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ကိုရောမြတ်နဲ့ကြောင်းတော်မှာနေလို့မရဘူးချက်ချင်းကောက်ကင်ခီးနေကြွကောက်ကင်ခီးနဲ့ကြွလာပြီးတော့မြတ်စွာဘုရားရဲ့ကိုရောမြတ်အဲ့ဒီတောအုပ်ထဲမှာတပါးတဲ့သတင်းသုံးပြီးတော့ပိဋကရောင်ကြီးတော်တွေလွတ်ထားတယ်တဲ့ဗါတွေလွတ်ထားလဲရောင်ကြီးတော်တွေလွတ်ထားတဲ့အချိန်ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီရိစုမာလာဇွဲတို့ချပြီးတော့သိမဲ့တစ်ပင်နဲ့မလားမကန်းနာမှာသူကလည်းကြောက်ကြောက်လန့်လန့်နဲ့တောထဲဝင်လာတာသေချောင်းကြမ်းမဲ့ပုဂ္ဂိုလ်ဆိုဟိုဒီသူမချိအားဟုတ်ပြည့်တဲ့ကမန်းကန်းတခါတစ်ပင်ပေါ်ပြည့်တဲ့ပြီးတော့ဘာလို့လဲကြိုးချီပြီးတော့လူတရားမလွတ်တလို့လေးလောက်သူကြိုးမှန်းချီပြီးတော့အောက်ပြန်ဆင်းပြီးတော့လေဘင်းတဲ့ကိုကြိုးခွင့်စွတ်မလို့လုံနေတဲ့အချိန်မှာနေသားမအောင်ဒီနားမှာဘယ်သူများရှိမလဲမသိဘူးငါဘယ်သူများချောင်းကြည့်နေမလဲမသိဘူးတေဂန်ဒီကာလမှာဘေးတိုင်းအဲ့ဒီလိုဟိုဒီလိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မှမြတ်စွာဘုရားကိုတွေးတယ်တဲ့ဘယ်သူကိုတွေးနေလပိတာလောဟိတာဩဒရာမင်းစိတ်သာရောင်ကြီးတော်6စုမြုခွန်တော်မူပြီးတော့တရင်သုံးနေတော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးတွေ့လိုက်ရတဲ့အခါကျတော့မှဩဘုရားရှင်ကိုရောမြတ်ကြီးဟိုမှာတရင်သုံးနေပါလားငါလူသူဆင်းရဲကိုမြတ်စွာဘုရားတရားမဟောပါမလားမသိဘူးသေဂန်ဤတရားနာခြင်းနဲ့သေဂန်ဤဘာလို့ရှင်သေဂန်ဤတရားလေးတဘောတော့နာသွားခြင်းနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ငါလိုကြုံမကိုတရားဟောပါမလားမသိဘူးတရားဟောရင်လည်းနာသေးတာပေါ့မြတ်စွာဘုရားထံသွားမယ်လို့ပိဋကတ်တွေအဲ့ဒီမှာသစ္စုမာလာကသစ်ပမောတသေခိုင်းမှာကြိုးချီလည်းပဲစွတ်နေတဲ့ချိန်ကာလမှာဘုရားကိုဘူးမြင်ရလို့သေဂန်ဤတရားလေးတပုဒ်တော့နာသွားခြင်းနဲ့ဟောဒီဖြစ်စေမောဒီဖြစ်စေငါဘုရားနာသွားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုသွားဖူးမယ်ဒီဆင်းရဲဒုက္ခကနေလွတ်ရအောင်လို့အဲ့ဒါမြတ်စွာဘုရားထံသွားတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကချစ်သမီးရိစုမာလာဘုရားကစပြီးတော့နှုတ်ဆက်ရတယ်ဟာဝန္တာလိုက်တာဆိုတော့ဘုရားသူစနှုတ်ဆက်တော့ငါနာမည်နဲ့ဘုရားရှင်ကိုရောမြတ်သိတော်မူတယ်ချစ်သမီးရိစုမာလာတဲ့ငါပဲဘုရားရှင်ကိုရောမြတ်ထံကိုလာခဲ့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ခေါ်တော်မူတော့မှပိဋကတ်တွေမြတ်စွာဘုရားထံသွားလို့ဘုရားထံမှာရိုသေသွားရှုခိုးပြီးတော့မြတ်စွာဘုရားကသူ့ကိုတရားဟောတယ်မြတ်စွာဘုရားကရိစုမာလာကိုဘာလို့တလဲသစ္စာ၄ပါးတရားပြလို့
ခြေစမီဒီဒုက္ခကဘာမှမဟုတ်သေးဘူးမင်းဒီဒုက္ခနဲ့စိတ်မငြင်းနဲ့ဟာဒီမှာဩနာတရေဒုက္ခဝိတွေကဒီလိုများတယ်ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်သည်ခန္ဓာဒုက္ခတွေကိုဟောဘုရားဟောလို့ဒေသနာဝတ္တနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးမှာသာထိုရိစုမာလာလို့အမိရတဲ့ကျွမ်းမကလေးသည်သောတာပတ္တိပလေသောတာပတ္တိဖို့သောပရိဒေဟိကောင်းစွာမသွေတည်တော်မူခဲ့ပါပေသတည်းဣဒံဒုက္ခနိမဝောဇအယံဒုက္ခသတံဘဝောဒုက္ခនិရောဓမေခောသအင်္သတောအမတောကတောမန္တမိတော်မှာရိစုမာလာကိုဣဒံဤဖြည့်ချင်းပြည့်ချင်းဤဒုက္ခဆင်းရဲဟူ၍အဝေါဇမြတ်စွာဘုရားဟောကြားတော်မူလိုက်ပါပေ၏အယံဤဖြည့်ချင်းပြည့်ချင်းဆိုတဲ့တဏှာတိဒုက္ခသံဘဝဆင်းရဲခြင်းရဲ့အကြောင်းဟူ၍အဝေါဇမြတ်စွာဘုရားတပည့်တော်ဟောကြားတော်မူလိုက်ပါပေ၏ဒုက္ခនិရောဓဒုက္ခမဖြစ်ရနိဗ္ဗာန်ကိုလည်းပဲအဝါသဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူလိုက်ပါ၏အဇသောလမ်းမှဖြစ်သောအမတောကတောအမတဩဃတောမသေးနိုင်သောဆေကောင်းဆေမှဖြစ်သောမေဃောစာနိဗ္ဗာန်ရောက်ကြောင်းအကျင့်ငါဟူ၍လည်းဘဂဝါဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းစွာမသွေဟောကြားတော်မူလိုက်ပါပေသတည်းအနုကမ္မသာကုသလသာဩဝါဒမိယံထိတာဧဇဂာအဝတ္တဝန္တတေနိဗ္ဗာနပရမစ္စုတံအာဘယတပိတော်မှာရိစုမာလာသည်အနုကမ္မကတ္တအစေတနာတော်မူရသောကုသလသာဆုံးမခြင်း၌လိမ္မာတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဩဝါဒမိဆုံးမတော်မူသောတရားတော်၌ထိတော်တည်လျက်အမတံသေခြင်းမရှိသောတန်တိန်ငြိမ်းခြင်းလည်းရှိပေထသောဣဇုတံစွန့်တည်ကျွေလျားခြင်းမရှိသောနိဗ္ဗာန်ပဒံနိဗ္ဗာန်တရားတော်မြတ်ကိုအာဘယတပိတော်ရိစုမာရာသည်ဣဇဂါကောင်းစွာမသွေရခဲ့ပါပေပြီဘုရားသာဂဝါจิตပေဟဓတ္တနေနအဝိကံမိနိမူလသတ္တယတတ္တယဓိတာဗုဒ္ဓတာဩရတာအာဘယတပိတော်ရိစုမာလာသည်ပေမယရဏသုံးပါး၌ချစ်ခင်ခြင်းသည်ပေမယရဏသုံးပါး၌ချစ်ခင်ခြင်းသည်ဝါจิตမြဲခိုင်စွာတည်ပါပြီဘုရားမူလဇာတာယအမြင့်ကိုဆွဲရဖြစ်သောတတ္ထာယယရဏသုံးတန်ကံရဲ့ကျိုးကိုယုံကြည်သောတရားဖြင့်သဒ္ဒနေနာယရဏသုံးပါးကိုဖူးမြင်ခြင်း၌အဝိကံမိနိတုံးလုံးခြင်းမရှိတော့ပါမြတ်စွာဘုရားဗုဒ္ဓသာသုံးလကထွတ်တင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဩရသာရွှေရင်တော်၌ဖြစ်သောတိတာသမီးတော်လေးတစ်ပါးဖြစ်ခဲ့ပါပေပြီဘုရားဧရတေသူသောတာပန်တည်လဲတည်သောကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအဲ့ဒီလိုဂါထာတွေနဲ့လျှောက်လို့ပြီးတော့သောတာပန်အရိယာဖြစ်သွားတော့တတ်မသေးတော့ဘူးတဲ့ကိုယ့်ကိုယ်ကိုမတတ်တော့ဘူးတဲ့တတ်မသေးတော့ဘူးခန္ဒီမေတ္တာကရုဏာစိတ်ဓာတ်အပြည့်အဝနဲ့ပြန်မယ်ဟဲ့အေကိုရိုက်ခြင်းလဲရိုက်ပေစေတော့တတ်ခြင်းလဲတတ်ပေစေတော့ငါအပေတကားပိတ်သွားပြီဗာတကားပိတ်သွားပြီအပေတကားပိတ်သွားပြီလို့ဒီလိုစိတ်ထဲမှာဆုံးဖြတ်ချက်ချပြီးတော့ဟိုကောင်မလေးတွေပြန်ကုန်ပြီသူတယောက်တည်းတော်လိုက်ကြနေတဲ့အဲ့ဒါနဲ့ရေအိုးလေးရေလေးကမကလာခါရေလေးကမခါပြီးတော့ပြေးတိုင်းအိမ်ကိုပြေးလေးသွားတော့အပြည့်မရှိအပြည့်ရှာနေတာဟိုမိမကြီးကဟာလာခဲ့ချိန်လုံးကန်ပြီးတော့စောက်နေတာပြေးတိုင်းလာခဲ့ကောင်းကောင်းကကြိုးဆောက်ဆွဲပြီးတော့ရိုက်အောင်ပါပဲလာသားပါဦးလာသားပါဦးခဏခဏကြည့်အောင်ပါမျက်နှာအိမ်တည်းနဲ့လာနေတာမျက်နှာကလည်းဝင်နေတယ်ဘုရောကဆိုရင်ဘေးတိုင်းနေတိုင်းငုံနေရတော့
မျက်နှာမှာတောကတွေအပူမိတွေနဲ့ငိုရတဲ့မျက်လုံးတွေကဖောက်ကားပြီးတော့ကလေးမလေးကရုပ်လှပြီပဲလို့ပြေးတိုင်းဘယ်လိုဖြစ်နေတဲ့တောကအပူတွေများနေတော့ရုပ်ကရုပ်ချမ်းဖြစ်နေအခုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တရားတော်နာကြားခဲ့ပြီးတော့သောတာပန်အရိယာဖြစ်သွားတော့ရုပ်အရှင်းကဝင်းဝါပြီးတော့တခါလဲလာတော့အိမ်ရောက်တော့ပုံလေးပါးကကြည့်ပြီးတော့ရုပ်ကတော့ရုပ်ကကြည်လာတယ်ဒါကြောင့်ရိတ်တာတွေမှာတရားကြကြအထုတ်လာရင်ဘိသေသမာဓိဆွမ်းအားတွေဉာဏ်ဆွမ်းအားတွေတက်လာရင်ယောဂီဟာတက်လာနဲ့တက်လာတရက်နဲ့တရက်မတူတော့ဘူးရုပ်ကြည်လာတယ်။ဘာကြည်လာလဲ။ဒီယောဂီတရားမှတ်တယ်မှတ်ဘူးဆိုတော့ရုပ်ကိုဖမ်းကြည့်တာနဲ့သိတယ်။တကယ်မှတ်လိုက်ရုပ်ကကြည်လာတာပဲ။အဲ့တော့ခါတိုင်းဆိုရင်မကြည်မလင်းနဲ့ခုကြည်ကြည်လင်းလင်းဝင်းဝင်းပါပါနဲ့ဖြစ်နေတယ်။လာလာမဝင်ကြီးရေခတ်သွားတာကြာလာကြီးလား။ဘယ်လိုဖြစ်တာလဲပြောဆိုတော့မလိမ်ဘူးပြေးတဲ့သောတာပန်၅ပါးသီလလုံသွားပြီသောတာပန်ဘာလုံသွားပြီလဲ၅ပါးသီလလုံသွားပြီအမှန်တိုင်းပြောတယ်ကျိုးကိုလေးလေးချပြတယ်ဟောဒီမှာကျိုးကျမတော်တဲ့ကိုသွားတယ်ဘာလို့တလဲဇွဲရိုးချပေမလို့မနင်တို့ငါအမှုပေါအောင်လုပ်ပြန်ပြီမဟုတ်ဘူးကျမစိတ်နေနေလို့ဘာလို့စိတ်နေကျမကိုအပြစ်မရှိပြစ်ချာနေတိုင်းနေစေပြီးတော့ရိုက်နေတယ်ညှင်းနေနေတယ်အခုမြတ်စွာဘုရားရှင်ကိုရောမြတ်တဲ့တွေ့လို့တရားနာခဲ့ရတယ်သောတာပန်ရိယာဖြစ်တယ်လို့အကြောင်းဆုံးရှင်းပြနေတဲ့အချိန်မှာဘုရားတိုင်းတတိသားလေးရောက်လာဟဲ့လေလို့ဘာတွေပြောနေလဲဒီလိုပဲပြောနေတယ်ဆိုတော့မှကဲအရိယာပုဂ္ဂိုလ်ဖြစ်သွားပြီးရိစုမာလာသောတာပန်အဲ့တော့ဒီနေ့ကစပြီးတော့မင်းတို့ကိုမနှိမ့်ဆက်နဲ့တော့မနှိမ့်ဆက်နဲ့တော့နှိမ့်ဆက်မင်းနဲ့ငါနဲ့တွေ့ပါမယ်မင်းကဂရီပေးပါတယ်တော့မနှိမ့်ဆက်တော့ပါဘူးအဲ့တော့ရေစုမာလာဟာပိဋကရေဒီလိုနေတိုင်းအနှိမ့်ဆက်ခံရတာဟာသူတောင်းမှာခဲ့လို့ဘာမှခဲ့လို့လဲဘသူမပြုတ်မိမိမှုတဲ့ဘသူမပြုတ်ဘသူတဲ့လဲဘသူမပြုတ်မိမိမှုတဲ့ပိဋကရေတရားခံကသူကသဗ္ဗဘုရားလက်ထက်ကဘယ်ဘုရားလက်ထက်လဲသတ္တဗမြတ်စွာဘုရားရှင်လက်ထက်တော်တော်ကဟောဒီရိစုမာလာလေးကတထေသမီးဖြစ်ဘူးတဲ့။ဘာဖြစ်ဘူးတဲ့အခုသူ့ကိုနှိမ့်ဆက်တဲ့ပုံလေးမှကျွန်မတထေကြောကအဲ့ဒီတုန်းကသူ့အိမ်မှာကျွန်ဟောသတ္တဗဘုရားလက်ထက်တုန်းကသူကတထေသမီးတဲ့အခုတထေသမီးဖြစ်နေတဲ့ပုံလေးမှလေးကအဲ့ဒီကတ္တဗဘုရားလက်ထက်ကကျွန်မတဲ့အကြောင်းမရှိအကြောင်းရှာနေတိုင်းအကြောင်းရှာပြီးတော့နှိမ့်ဆက်မခံနိုင်တော့ဘူးပြေးတိုင်းအခုဘဝပြန်နှိမ့်ဆက်တဲ့အမျိုးသမီးကမခံနိုင်တော့ဘူးစိတ်ထဲမှာတခါတည်းဒီဝတ်ကကျုပ်အောင်ဘယ်လိုလုပ်ရမလဲတနေ့တော့ပြေးတိုင်းကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သားတော်ကြီးယဟန္တာတစ်ပါးဆွမ်းကန်ကြွလာအဲ့ဒါမနဲ့ကျွန်မတွေစားဖို့လို့ဝေစုလာဟိုကျွန်မလာခဲ့ဆိုပြီးတော့ဝေစုသမင်းဝေတာအဲ့ဒါဝေတဲ့သမင်းရလာတာကြည့်ပြီးတော့ဒီသမင်းငါမစားတော့ဘူးသမင်းငါမစားပဲနဲ့အိမ်ရှိမှာကြွလာတဲ့ယဟနာတစ်ပါးကိုဝေစုရတဲ့သမင်းလောင်းလို့ပြီးတော့ပြေးတိုင်းအင်းလူတန်းရတဲ့ကုသိုလ်ကံဆွမ်းမဲ့တကားကြောင့်တရားတပည့်တော်ကိုနှိမ့်ဆက်တဲ့ကျွန်မဘဝတိုင်းပြန်ပြီးတော့နှိမ့်ဆက်ပေးရစေလို့ပြေးတိုင်းဆူတောင်းမှားခဲ့တာဘာလို့ခဲ့တာလဲဆူတောင်းမှားခဲ့တာတဲ့ပြေးတိုင်းဒါကြောင့်ဆူဆိုတာတောင်းတဲ့အခါမှာလဲခုနတုန်းကဆူတောင်းတဲ့နေရာမှာတရားသီလသုတ္တစာကပညာဆိုတာပါဒနာမပါဘူးလားဉာဏ်နဲ့ချင်းချင်းပြီးတော့တောင်းရတယ်ဒီစုကတောင်းတယ်နဲ့မတောင်းနိုင်ဘူးဆိုတာဉာဏ်နဲ့ချင်းချင်းပြီးတော့တောင်းစုတောင်းမှရဲ့သန္တရာခီးရဲသွားတဲ့အခါမှာသူငါနှိမ့်ဆက်ငါဒုပြန်နှိမ့်ဆက်နဲ့ကြည့်ဖို့ဘေးတိုင်ကိုသုလတုပတာသက္ကံရှင်မင်းဆွဲတော့ဖြတ်တယ်ဆိုတော့ကြားဘူးတယ်မို့လားအဲ့ဒါဘေးတိုင်စုတောင်းမှခဲ့ကြတာအဲ့တော့ဒီမှာဒီဇာလန်းလေးကတူတူလေးမှတ်လိုက်သားဘေးတိုင်ဘိလို့ဘုရားဘာသာတွေကကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်သလားမလုပ်ဘူးလားကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဆုတစ်ခုတောင်းရမယ်ကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဘာတောင်းရမလဲကုသိုလ်တော့လုပ်တယ်တော့ဆုမတောင်းဘူးဆိုရင်ဥပမာပေးပြီးပြီကောင်းရင်ကိုမြောက်တင်လိုက်တဲ့လှမ်းကောင်းရင်ကိုပြစ်တင်လိုက်တဲ့ဓာအရင်ကကြမယ်ဖျားကကြမယ်သိသလားမသိဘူးတဲ့ဘယ်လိုကြမှမသိဘူးအဲ့ဒီနည်းတူပဲတဲ့ကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်ဘာဆုမှမတောင်းဘူးဆိုရင်ဘယ်ဘဝဘယ်လိုကြိုးပေးလဲဘာလည်းမသိရဘူးကွာအဲ့တော့ဆုဆိုတာလည်းပဲတောင်းတဲ့နေရာမှာတစ်ခုပဲတောင်းဆ
စုဆိုတာတောင်းတဲ့အခါဘယ်လိုတောင်းရမလဲရုပ်ကလည်းထောခြင်းနဲ့ပညာကလည်းရှင်သာရိပုတ္တရာလိုတတ်ခြင်းနဲ့တကောကလည်းရှင်မောကလလိုကြည်ခြင်းနဲ့အနာမဲ့သူရှင်ပါကုသိုလ်လည်းပဲအသက်160နေခြင်းနဲ့ဆိုတော့အဲ့လိုအကုန်လုံးမပြည့်ဘူးပြည့်ပါလားရှင်ပါကုလတောင်းနေတာတခုတည်းအသက်ရှင်ဖို့လို့သူအနာကင်းဖို့သူတခုပဲတောင်းနေရှင်ပါကုလလားရှင်သာရိပုတ္တရာတောင်းတယ်ပညာအရာမှာဣရတဲ့ရဖို့လို့တခုပဲတောင်းတယ်ဘယ်လိုလုပ်ရလဲအဲ့တော့ဒီမှာဘာစုတောင်းမှလို့ဘုန်းကြီးမပြောဘူးဘုန်းကြီးတို့တရားတော်မတွေကုသိုလ်လုပ်ပြီးတိုင်းလုပ်ပြီးတိုင်းဆုတစ်ခုတောင်းရမယ်ကုသိုလ်ကောင်းဖို့လုပ်ပြီးတိုင်းလုပ်ပြီးတိုင်းဘာလုပ်ရမလဲကိုမေးပါငါဘာဆုတောင်းမှလဲမဟုတ်တဲ့ဆုတော့မတောင်းနဲ့ပြည့်တဲ့ကြီးငါဘယ်သူနှိမ့်ဆက်တာနောင်ဘဝကျဒင်းငါပြန်နှိမ့်ဆက်ရပါလို့ဤလို့အဲ့ဒီဆုတောင်းရင်အခုရိစုမာလာတို့ကြည်သားမှာရိစုမာလာကဟိုဘဝကတထေသမီးဒီကျော်မကိုနှိမ့်ဆက်တယ်ဒီကျော်မဆောလောင်းပြီးတော့ပြန်ဆုတောင်းတယ်နင့်ကနှိမ့်ဆက်ပြရတယ်ဆိုတော့ဒီဘဝသူ့ပြန်ပြီးတော့မနှိမ့်ဆက်ဘူးလားအဲ့ဒါပဲပြည့်တတ်တယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်တရားတော်ကိုနာရလို့သောတာပန်တည်သွားတယ်ရိစုမာလာကြောက်ကြားတဲ့အခါကျတော့တထေသားရောတထေပုံလေးပါကြီးရောသဘောကျပြီးတော့မြတ်စွာဘုရားကြောင်းတော်ကိုလိုက်သွားပြီးတော့ဘုရားကိုဆွမ်းသားပြစ်ပါတယ်ဆွမ်းသားပြီးတော့မြတ်စွာဘုရားနဲ့တကွသံဃာတော်တွေဆွမ်းသားကြွလာနောက်နေဆွမ်းစားတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်တရားဟောတော့အဲ့ဒီဇနီးမောင်နှံ2ယောက်လို့ဇနီးမောင်နှံ2ယောက်တော့ဘုရားရဲ့တရဏဂုံသီလခံယူလို့ဥပဒကတွေဖြစ်သွားတယ်တဲ့အလုံးတရဏဂုံတီးလို့အိမ်သူအိမ်သားတွေလည်းပဲဝါမြောင်ဝမ်းသားတွေဖြစ်ကြလို့ရိစုမာလာကိုလည်းပဲပိဋကရဲ့ကျွန်ဘဝကလွတ်ပေးပြီးတော့သမီးဖြစ်နေမွေးသားပါတယ်။ကဲမင်းလည်းမင်းချီကဲလူရင်နာလူပေးကျင်တာပေးယရနာပစ္စည်းဘာနာတိုက်တော့ပါအပ်ပေးလိုက်တာ။အဲဒီလိုနဲ့ကုသိုလ်ကောင်းမှုတွေအသက်ထက်ဆုံးပြုပြီးတော့သေသွားတဲ့အခါမှာပိဋကရဲ့ရိစုမာလာတာဝရိဏနတ်ပြည်မှာနတ်သမီးသွားဖြစ်တယ်။တာဝရိဏနတ်ပြည်မှာဘာသွားဖြစ်တယ်လဲ။နတ်သမီးသွားဖြစ်တဲ့ရိစုမာလာဒေဝီတဲ့ရှင်မောကလန်ကြီးကြွသွားတော့သွားတွေ့ရောဟောကျော်မကနေပြီးတော့သောတာပန်ရိယာကနေပြီးတော့သေတဲ့အခါမှာတာဝရိဏနတ်ပြည်မှာသောတာပန်နတ်သမီးဖြစ်နေရောက်နေတယ်ဆိုတဲ့အကြောင်းကိုရှင်မောကလန်ကပြန်လာပြီးတော့မြို့သူမြို့သားနဲသူနေသားတွေကိုပြန်ဟောတာရိစုမာလာဒေဝီဝတ္ထုတရားဒီနေ့အလုံးတရားဖြစ်တဲ့စေကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးတို့တရားကောင်းစဉ်လေးပေးပြီးတော့ဟောတာအမှားစုတောင်းမကောင်းတန်တရာဘာတရားလဲမတောင်းတဲ့စုတွေကိုမတောင်းပါနဲ့ဘေးကရတောင်းတဲ့စုကိုပဲတောင်းပါတောင်းရင်လည်းပဲစုတောင်းဟာတစ်ခုတည်းပဲတောင်းပါစုတောင်းဟာပါတယ်လေအဲကြောင့်ရှိကသတော်ကြီးများလည်းပဲကျမ်းစာတွေရေးပြီးတဲ့ခါမှစုတောင်းတော်မူကြတယ်နော်ခုနကတော့တောင်းပြီးလားသတော်ကြီးတို့ဆိုရင်အဲ့ဒါယောဂစိုးဖြစ်ပြရပါလို့ဤလို့မခန္ဓာကိုသတော်ကြီးတို့ဆိုလဲဆူတောင်းသွားတာပဲဆူတောင်းတဲ့ပုဂ္ဂိုလ်တွေကတောင်းတဲ့ဆူပြည့်ဖို့လို့တရား5ပါးလိုက်နာကျင့်သုံးရင်တောင်းတဲ့ဆူပြည့်မယ်ဒါကြောင့်ဆိုလိုက်ပါတရာသီလသုဒ္ဓသာခာပညာတရား5ပါးစုံသွားခြေဝါသူများစုကားပန်းထွာတောင်းတဲ့စုရမှုမှမကွာငါးပြတရားပြည့်သွားရင်လေအလုတ်ကိုလည်းလုံမြဲလို့စေနှုတ်ကစုတောင်းလမ်းကြောင်းမှန်စေဒီစုပဲမလွဲရနိုင်ပေသာသနာခေတ်လူဖြစ်ကြုံလားဉာဏ်ကိုဥစီစုကြီးပန်ထွာမကောင်းစုတောင်းမကောင်းတန်တရာသူဒီလွယ်ကိုပဲခံရမှာသေတိတော်မေယံဓမ္မောဗုဒ္ဓေနာယစ္စာပါတိတော်ဒေနာသဗ္ဗေဒုက္ခယန္တုဇနာဣဋ္ဌသမင်တိနောဗုဒ္ဓေနာအရဟတသုတယံဘူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာယသဘာတိတော်ထံကတိုင်းဘယပြပြသာသာထိခိုင်ရုပ်ဆိုရဟောကြားအပ်သောအယံဓမ္မောရိစုမာလာဒေဝီလို့ခေါ်ဆိုအပ်တဲ့
အမှားစုတောင်းမကောင်းတန်တရာလိုအမိပေးထားတဲ့ဓမ္မကတ္တဒေသနာတော်မြတ်ကိုမေမယငါသည်ဒေတိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထိုသောစေဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပင်ကျွေးမဲ့ဥဒ္ဒုံလုံးစုံကုန်သောသနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်ဤနောမိမိတို့အတိအလိုရှိရာတောက်တာအပ်သောဣဒ္ဓမင်္ဂလာကျက်တဲ့ဖြာဖြာတို့နှင့်ပြည့်စုံရကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းဆိုလိုက်ဤသို့ပြုရာပုံညာကုသိုလ်အခုကိုပင်ဝေမိခင်နှင့်ဖခင်ဆရာညာတကာကသတ္တဝါအများနတ်တို့အားလည်းရာညာပါစေဧမြဝေသည်ညာတွေသာတို့ခေါ်စေသောအာလုံးကြကြအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သာဓုအလုံးသာကြရမြအမြတ်အမြတ်သာဓုသာဓုသာဓုအလုံးသာကြရမြအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်